ဆိုတော့ခစ်တွေကကြက်တက်လာပြီးတော့ခက်ခဲတဲ့ဘဝတွေကပိုခက်ခဲသွားပြီးတော့နောက်ထပ် generation တွေမှာလည်းပို့ပြီးတော့ resource တွေကကွာသွားတယ်ပြက်လက်သွားတယ်ပေါ့ဆင်းရဲတဲ့တွေသားသမီးနဲ့ချမ်းသာတဲ့တွေသားသမီး education resource တွေနော်တခြား humanity resource တွေစသဖြင့်ဒီရတယ်အကုန်လုံးကကွာဟသွားပြီး gap တွေကကြီးလာရပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာမတူညီတဲ့ဘဝအသီးသီးရလူတွေအကုန်လုံးလည်းတူညီတဲ့ quality of life ကိုရဖို့ဆိုရင်လူတိုင်းကနေ့စဉ်ဘဝရဲ့အားကစားသမားတွေလို့ကျွန်တော်ခံယူသိချင်တယ်ပေါ့နော်လူတိုင်းကနေ့စဉ်ဘဝရဲ့အားကစားသမားတွေဖြစ်တယ်လို့တွေးကြည့်လိုက်ဆိုတော့ဒီလိုပြောရတာအကြောင်းရင်းရှိရပေါ့နော်လက်ရှိကျွန်တော်တို့နိုင်ငံမှာလူအများစုထင်နေတဲ့ fitness တို့ကိုယ်ကာယကြံ့ခိုင်မှုတို့လေးမကိုစသဖြင့်ဒီဟာတွေကတိတန့်လို့ယူရတဲ့ဘဝနေထိုင်မှုပုံစံကြီးလူတချို့ကထင်ကောင်းထင်နိုင်တယ်ပေါ့နော်ဘာလို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော်က nation wide အနေနဲ့လူတိုင်းညှတတဲ့လူနေမှုဘဝကျန်းမာကြံ့ခိုင်တဲ့ quality of life လို့ခေါ်တဲ့ဘဝရည်တွေပြည့်ဝတဲ့ဟာမျိုးကိုညီတူညီမျှရစေချင်တယ်အဲ့လိုရဖို့အတွက်ကိုရှိတဲ့ဘဝကိုရောက်တဲ့နေရာကနေဘယ်လိုလုပ်လို့ရမလဲဒီအောင်အများနဲ့စဉ်းစားပြီးတော့ဒီစကားလေးကိုပြောရတဲ့ဆိုတော့အဲ့ဒီခံယူချက်ကလေးထားလိုက်မယ်ဆိုတော့ညီမတို့မျိုးရဲ့အကုန်လုံးနေ့စဉ်ဘဝမှာကိုယ့်ဘဝနဲ့ကိုယ်ကိုက်ညီတဲ့ quality of life ကိုရမှာဖြစ်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးဥပမာလေးကျွန်တော်ပြောဖို့ရပေါ့နော်ဆိုကြပါစို့ကိုကဆရာဝန်တယောက်ပေါ့ဆရာဝန်တယောက်ဆိုတော့ဆရာဝန်တယောက်ဒီသူကအိတ်ချိန်နေမမှန်ဘူးစားချိန်နေမမှန်ဘူး work stress ရမ်းများတယ်အလုပ်ဖိအားတွေရမ်းများတယ်အဲ့တော့သူများတွေကိုကျန်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေပေးနေပြီလို့တခြားသူရဲ့ဘဝတွေအသက်တွေကိုကယ်နေပြီလို့ကိုယ်ကိုယ်တိုင်ကတဖြည်းဖြည်းနဲ့ကျန်းမာရေးရောကြံ့ခိုင်မှုရောစမ်းဆောင်ရေးရောတဖြည်းဖြည်းရုပ်ရော့ပြီးတော့အိတ်ချိန်နေမမှန်ငားချိန်နေမမှန်စားချိန်နေမမှန်ဖြစ်တယ်အဲ့တော့ဒီလိုပဲ neutrophil လို့ခေါ်တဲ့ခဏတာယာယီကိုခံအားပြည့်စေတဲ့သဘာဝဖြည့်ဆက်စာတွေအားစေးတွေစသဖြင့်ဒီဟာတွေတခါတည်းမှာ secret တွေတခါတည်းမှာအရက်တွေဒီလိုဆရာဝန်တွေလည်းလုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေနဲ့ဘဝကိုပြေပြောင်းရင်းနဲ့လုံးချလဲလိုက်ပြီးဆရာဝန်တွေလည်းကျန်းမာရေးမကောင်းကြဘူးဆိုတော့ဓာကြီးအယံဝန်နဲ့ပို့ကောင်းတယ်ပေါ့နော်ဆိုတော့တူညီတဲ့လူနေမှုဘဝအရေးတွေရကြဖို့ဆိုရင်လူတိုင်းကနေစဉ်ဘဝရဲ့အားသာသမားလို့ခံယူလိုက်ဥပမာဆရာဝန်တွေဆိုရင်အိတ်ချိန်မမှန်တဲ့ပြဿနာကျန်းမာရေးဝန်ထမ်းတွေပေါ့ဗျာအကုန်ဆုံးပြောရင်တက်ခွဲမှုတွေဆရာဝန်တွေဆက်ဖြင့်ဒီလိုလူတွေဆိုအိတ်ချိန်မမှန်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဒီ stress ကိုဘယ်လို management လုပ်မလဲဆိုတော့ကျွန်တော်အကြိုက်ဆုံးကတော့ဒီ multiple nap sleeping ပေါ့နော်ကျွန်တော် polyphasic sleeping လို့လည်းခေါ်တယ်ပေါ့အိတ်ချိန်တာတိုလေးတွေခွဲပြီးအိတ်တဲ့မီးတွေတုံးလို့ရတယ်ဒါတွေကဟိုအရင်တော့လည်းဟိုချစ်ခစ်တော့လည်းဒီလိုမျိုး work stress များတဲ့သူတွေ night duty လုပ်ရတဲ့အလုပ်သမားတွေဥပမာညဆောင်နေဆိုင်တွေမှာညဆောင်တဲ့လုံခြုံရေးဝန်ထမ်းတွေစသဖြင့်ပေါ့ညဘက်မှာအလုပ်လုပ်ရတဲ့သူအကုန်လုံးသုံးပြုခဲ့ကြပြီးတော့အလုပ်ဖြစ်တဲ့နည်းလမ်းဖြစ်တယ်ပေါ့နော် polyphasic sleeping ဆိုတော့ကကျွန်တော်တို့ရဲ့အိတ်ချိန်ကို management လုပ်တာအဲ့တော့ပုံမှန်အဖြစ်ကျွန်တော်တို့ကရေပုံရအရွယ်ရောက်ပြီးသားသူတွေကအိတ်ချိန်6နာရီရရင်7နာရီလိုအပ်တယ်ဆိုပါစို့အသက်ကြီးသွားနေမြအိတ်ချိန်လိုအပ်ချက်နည်းသွားတယ်ပေါ့နော်အဲ့တော့အိတ်ချိန်လိုအပ်ချက်ကိုပြည့်မီဖို့ဆိုရင်တကယ်တိုင်း6နာရီ7နာရီ break အိတ်နိုင်ဖို့ခက်တယ်ဒီနေ့ကလိုမျိုးပြင်ပက distraction အများများနေပြီးတော့အတန်ဆူညံတာတွေတခြားလီစိတ်ကိုထိခိုက်စေတဲ့အတွေးတွေကိုထိခိုက်စေတဲ့သတင်းတွေကောလာဟလတွေဖုန်းတွေနည်းပညာတွေ digital product တွေ screen တွေစသဖြင့်ဒီဟာတွေကြောင့်ကျွန်တော်တို့အိတ်ချိန်6နာရီ7နာရီ break အိတ်နိုင်ဖို့ဆိုတာကအရန်ခက်သွားတဲ့ polyphasic sleep ပြပို့ပြီးတော့နီးစပ်လာတယ်လို့ဖြစ်တယ်ခုနကလိုမျိုးဒီဆရာဝန်တွေကျန်းမာရေးဝန်ထမ်းတွေလိုမျိုးပြီးရင်တခြားညဘက်လုံခြုံရေးဝန်ထမ်းတွေစသဖြင့်ဒီလိုမျိုးညဘက်လောက်ရတဲ့သူတွေအတွက်ကြတော့ဂျင်ဆော့မယ်အသားတွေစားမယ်အလေးတွေမမယ်ဂျင်ကိုသွားမယ်စသဖြင့်ဒီဟာတွေကတိတ်ပြီးပတ်တန်မကြောက် formal ကြီးဖြစ်နေပေါ့နော်သူကတခြားလူနေမှုဘဝတစ်ခုအတွက်ဒီတန် formal ကြီးလိုဖြစ်သွားတယ်ပေါ့ဆိုတော့ဒီလိုလူတွေအတွက်ဆိုရင်ခုန polyphasic sleep လိုမျိုးလုပ်လို့ရတယ်ကျွန်တော်တို့ရဲ့တကယ် quality sleep လို့ခေါ်တဲ့နှစ်ချက်အိတ်ပြောတဲ့အချိန်ဒီ30မိနစ်ကနေ45မိနစ်ပြည့်မှရှိတဲ့ IM sleep ဆိုတဲ့ cycle လေးတွေပဲလိုတာဆိုတော့ဒီ IM sleep လေးတွေ cycle တစ်ခုစီ45မိနစ်စီကိုကျွန်တော်တို့ကနှစ်ချက်အိတ်နိုင်မယ်ဆိုရင်ဒီနေ့ကိုဒီလိုမျိုး naps ပေါ့နော်အနက်ရည်လေးတွေ naps ကလေးတွေ45မိနစ်လောက်4ချိန်5ချိန်စသဖြင့်ဒါမှမဟုတ်အနည်းဆုံး3ချိန်ဒီလိုမျိုးခွဲပြီးအိတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကခုနက quality sleeping ကိုရတယ်ဒါပေမဲ့ဆက်လုပ်လို့ချင်းမှရချင်မှရမယ်ခန္ဓာကိုယ်ကမွေးရပါတိဆောက်ထားပြီးသား frame ကျနေပြီးသားတိမှုဆောက်အောင်ရှိတယ်ဆိုတော့သမင်းကို3နဲ့စားပြီးကြီးပြင်းလာတဲ့ညီမလိုမျိုးကသမင်း3နဲ့မစားလို့ရှိရင်ပထမဆုံးလာတွေမှာပြဿနာတက်တယ်အိတ်နေကြအဲ့ရမဟုတ်ပဲနေရာရွှေ့ပြောင်းပြီးတော့အဲ့ဒီခါမှာအဲ့ညာအဲ့မပြောရဘူးဖြစ်တယ်ပြောချင်တာခန္ဓာကိုယ်ရဲ့တိမှုအဆောင်ကိုအများနဲ့လက်ခံထားပြီးသားမှန်ရနည်းနည်းလေးသိပြသွားရင်စားပေးမှဖြစ်တယ်ဒါပေမဲ့ဒီဟာကိုကျွန်တော်တို့ကရေရှည်ပေးပြဖြစ်အောင်ပြုပြင်ပြီးထိန်းသိမ်းသွားနိုင်တယ်။ pattern လေးမှန်နေအောင် rhythm လေးမှန်နေအောင်လုပ်သွားနိုင်တယ်ဆိုရင်တူညီတဲ့ဘဝယူတည်ရတယ်။ဆိုတော့အဲ့လိုပဲတခြားလဲလူနေမှုဘဝအသီးသီးမှာမတူညီတဲ့အလုပ်တွေလုပ်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့ကိုယ်ကာယကြံ့ခိုင်မှုတွေလူနေမှုဘဝအည်သွေးတွေနဲ့ပတ်သက်ပြီးတော့ဒီကိုယ်ကိုကျန်းမာကြံ့ခိုင်အောင်လုပ်ဖို့တော့အခက်အခဲဖြစ်နေတဲ့သူအများကြီးရှိနိုင်တယ်ပေါ့နော်။ဒီလိုလူတွေဆိုရင်ရောဘယ်လိုအခက်အခဲတွေဘယ်လို barrier ရှိလဲကျွန်တော်လာမေးလို့ရတယ်။ဒါဆိုရင်ကျွန်တော်ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာသိမယ်ပေါ့နော်။ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒီလိုမျိုး video လေးနောက်ထပ်